Hello hi ဒီနေ့ CC ကတော့ Amara Myanmar Store USA ကနေမှာစားတဲ့ဟာလေးပေါ့နော်ဒါကတော့ဝါမင်းဝက်စီဖက်ကျော်နီလာ9ရေခွန်ကျော်အဆက်ပေါ့နော်မဖဲခြင်း H&H ရဲ့ဒါငကြီးကြက်တိုက်ကျော်လေး H&H ရဲ့ပေါ့နော်ဒါကတော့ CC ဝါမင်းကိုဆက်ဆွားတော့ဟာနှစ်ထောက်ထုတ်ကတော့စီစီရောက်ချင်းဖောက်ပြီးမြည်ထားတာလေဒါလေးကတော့မီးရှိပဲငပီလေးအိမ်မှာအများနဲ့မန္တလေးမီးရှိရအလွမ်းပြေလို့စားတော့နောက်ပြီးကြတော့မှပဲကြော်တာအရီတောင်းချင်းဆက်ရှူရှဲနှက်လက်ဖက်ပေါ့နော်အရင်ကြိုက်တယ်ဒီရချိုအရသာနှက်ထားတာလေးကိုဒါကတော့နက်တုတ်တာဆိုနေမကင်းသူကတော့အလွမ်းပြေပဲပေါ့နော်တော်တော်ချိုတယ်ဒါကတော့ဆီယာမမုံရွာဆီယာမဒေါ်ထူးရဲ့အစုပ်သက်ချောင်းရမ်းဆိုးတော်လေးတရပိုင်းပြီးတော့ဒီစားမဝ9ရေကွန်ကျော် original အရသာလေးနဲ့ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုစီစီဒီနေ့စနေနေ့ပိတ်ရက်မှာ Global Grace Grocery ကနေပြီးတော့အတုပ်စုံတွေတွားဝယ်လာခဲ့တယ်တိုဖူးတုပ်တွေအစုံတုပ်တွေစုံမစုံအဲ့လို9ရေကွန်ကျော်စားမဝ9ရေကွန်ကျော်လေးနဲ့စပြတ်မယ်Amara Myanmar Store USA อ่ะပေါ့နော်US ဒေါ်လာ50ကျော်ဖိုးဝယ်တာနဲ့ဘယ် state ကိုမဆို delivery free နဲ့ပို့ပေးပါတယ်ပစ္စည်းအမျိုးပေါင်းလဲရာကျော်ထောင်ကျော်လောက်ကိုရှိတယ်တစ်ခါအဲ့ website ကနေစီစီဝယ်လို့ရှိရင်အကြာကြီးပစ္စည်းရွေးရတာပေါ့နော်တအားများလုံးလို့တအားစုံလုံးလို့ပေါ့နော်စီစီ link လေးကို comment မှာချပေးထားပါမယ်ရှင်